ရုရှားမှာဒီလိုမျိုးတောထဲမှာသွားတဲ့ခါကျရင်ကြောက်စရာမကောင်းဘူးလားအန်ဒီယမ်ရှိဘူးလားဆိုတာကိုမေဒီနေ့ပြပြပေးမယ်ရုရှားမှာတော့အာရှအလိုမျိုးဒီတောထဲမှာမွေတို့ကင်းလို့တခြားသောအန်ဒီယမ်ရှိတဲ့တိရစ္ဆာန်တွေအများကြီးတော့မရှိဘူးရှိတဲ့ကောင်တွေကကြတော့ဥမာဝန်ပလွေတို့ဝက်ဝွန်တွေမြေခွေးတွေပြီးလို့ရှိရင်ဒီ moose ဆိုတဲ့တိရစ္ဆာန်ပေါ့နော်အဲ့ဒါတွေတော့ရှိတတ်တယ်ဒါပေမဲ့ခဏကပြောတဲ့ဒီဝုံဝုံတို့ဝင်ပလွေတွေကကြတော့ကြောက်စရာတော့ရကောက်တယ်ပြောနော်သူတို့ကလူတွေကိုစားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီတရိတ်ဆန်ကာတွေကကြတော့မီတို့ခုနေတဲ့ state မှာတော့မရှိဘူးအဓိကတော့ဝုံဝုံပေါ့နော်ဝုံဝုံဆိုရင်အရန်ကြီးဝေးတဲ့ဒီအေးတဲ့ဒေသတွေမှာပို့ပြီးတော့ရှိတယ်ဒီမီတို့နေတဲ့state မှာဆိုရင်တော့ဘာလို့ရှိမလဲဆိုရင်ဒီ moose ဆိုတဲ့ဒီအကောင်ကြီးပဲเนาะအဲ့ဒီဟာတွေရှိတယ်ပြီးလို့ရှိရင်မြေခွေးတွေရှိတယ်ပေါ့နော်မြေခွေးတွေရှိတယ်အဲ့ဒါလွယ်ပြီးတော့ကျန်တဲ့မွေတို့ကင်းလို့ပါပြီးတော့မရှိဘူးပေါ့နော်ဆိုတော့ဒီဟာတွေလောက်ပဲရှိတယ်ဆိုတော့နောက်ထပ်ပါကြောက်စရာကောင်းတာရှိနိုင်မှာဆိုလူပေါ့နော်ကမ္ဘာပေါ်မှာလူထက်ကြောက်စရာကောင်းတာရှိအောင်မလားဆိုတော့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ပကာပကာ